တချီလိမ့်မျိုးကဟုံချိန်မောကုံတိုင်းရှိမှဖွင့်ထားတဲ့အရန်ကုန်မှာအရသာရှိပြီးတော့ထိုးထိုးဆန်းဆန်းကိတ်မုတ်လေးတွေရောင်းတဲ့ဆိုင်လေးကိုဟိန်းမျိုးကခေါ်ဝါပေးပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါဟင်းပြအောင်တို့ပါခင်ဗျာတန်တန်လေးကိတ်မုတ်တွေကထူးဆန်းပြီးအရသာလည်းကောင်းလို့နောက်တစ်ခေါက်ထပ်ပြီးလာဝယ်ရပါခင်ဗျာဆိုင်လေးကတန်တန်ရှင်းရှိပြီးတော့ကိတ်လေးတွေကလည်းအရန်ကုန်မှာလက်ဆက်ပါတယ်ကိတ်မုတ်ချိုးချိုးဆန်းဆန်းအရသာကြိုက်တဲ့သူတွေဆိုဒီဆိုင်လေးကကိတ်မုတ်လေးတွေဝယ်စားကြည့်ဖို့အရင်ဆုံးညှောပြရစေခင်ဗျာအဲ့ဒီနေ့ကတရုတ်နဲ့တိတ်ကူနဲ့ကြုံတော့ဟုံပေါင်းလေးလည်းရခဲ့ပါတယ်ခင်ဗျာအရင်ဆုံးစားကြည့်မှလေးကတော့ cheese cake မို့ကြီးလေးပဲဖြစ်ပါတယ်အတွင်းသားထဲမှာချီလေးပြည့်နေအောင်ပါပြီးတော့အပြင်မို့ချီသားအီလေးကလုံးဝကိုကျွတ်စင်ပါဇက်ထဲမှာအရေးပြောသွားပြီးတော့စားရတာတိမ်တွေပေါ်မှာခုံစော့နေရတယ်လို့ပဲခံစားရပါတယ်ခင်ဗျာတန်တန်လေးကအသက်ထွက်ထားတဲ့ menu လေးဖြစ်တာကြောင့်မစားကြည့်ရသေးရင် try ကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာဒုတိယတစ်ခုအနေနဲ့စားကြည့်မှလေးကတော့ crunchy chocolate cake လေးပဲဖြစ်ပါတယ်သူ့ရဲ့အပေါ်ရန်သားကျွတ်လေးနဲ့အတွင်းထဲက chocolate အရသာလေးကစိတ်နေရပဲတငယ်ချင်းတို့ရေ chocolate lover တွေဆိုရင်တော့မဖြစ်မဲ့နေရွေးချယ်တဲ့ cake မို့လေးဖြစ်ပါတယ်ခင်ဗျာသူလေးကတော့85ဘတ်ပေးရပါတယ်ခင်ဗျာ chocolate ရတာခါစိတ်စိတ်လေးနဲ့တကယ်ကိုမှကောင်းပါတယ်နောက်ဆုံးအနေနဲ့ matcha lover ရွေးချယ်တဲ့ matcha တရားမိတ်ဆွေလေးပဲဖြစ်ပါတယ်ခင်ဗျာ matcha ရတာစိမ့်စိမ့်လေးနဲ့ကိတ်သားအီလေးကအရန်ကိုမှလိုက်ဖက်ပြီးတော့နေနဲ့လရွှေနဲ့မြပါပဲခင်ဗျာသူဆိုင်ရာတရားမိတ်ဆွေလေးတွေကိုတော်တော်လေးစုံအောင်စားဘူးနေပြီးတရားမိတ်ဆွေရတာလေးတွေကတော်တော်ကောင်းတာကိုတွေ့ရပါတယ်ခင်ဗျာတန်တန်လေးဆိုင်ကတော့အပတ်စဉ်တနင်္ဂနွေဆိုရင်တော့ပိတ်ပါတယ်ခင်ဗျာဆိုတော့ကိတ်မုတ်ထူးထူးဆန်းဆန်းလေးနဲ့အရသာကောင်းကောင်းလေးစားချင်တယ်ဆိုရင်တော့တန်တန်လေးမှာသွားဝယ်စားကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကို like and share လုပ်ပြီးတော့ကျွန်တော်ကိုကူညီပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဆောင်တွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တွေကိုလည်း like and follow လုပ်ထားဖို့မမေ့နဲ့နော်တတ